Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မင်းကိုကတော့လာပူပူ IT ပါမမဆိုပြီးတော့မှတ်ထားတဲ့ကောင်မလေးကတလားတိတိရှိပြီဆိုတော့မင်းကို Telegram မှာလာတောင်းလို့ပေါ့နော်မင်းကအခုပြပြပေးတော့မှာပဲဖြစ်ပါတယ်မင်းတို့ရဲ့ဝင်မှာမယ်ခိုင်းမဲ့ပေါ့နော်မင်းတို့ရဲ့ကနေပြီးတော့မှ post တော့ပါတော့လိုက်ပါမယ်စူဝိုင်းတောင်းမှာရှင်အဲ့တော့အဲ့ဒီမှာပေါ့နော်အဲ့မှာဘာရှိလဲဆိုလို့ရှိရင်เนาะဒီမှာခွန်တစ်ပေါ့နော်ခွန်တစ်ခွန်58ခွန်58ခွန်58ရဲ့ခွန်58 59633ဟုတ်ပြီเนาะအဲ့ဆိုလို့ရှိရင်တူတူရှာကြည့်ကြပါမယ်အဲ့ဒီလာပူပူ ID ကိုပေါ့เนาะတချို့ကြတယ်သွားကြရပေါ့တချို့ကြလည်းမသွားကြဘူးဟုတ်လဲဆိုတော့လာပူပူကအိမ်မဟုတ်လို့ပေါ့เนาะတချို့ကြလည်းအိမ်မဟုတ်လို့မသွားတာတွေပါရှိရပေါ့เนาะကဲဒါဆိုလို့ရှိရင်တော့သွားပါမယ်ကဲရောက်ပါပြီရှင်ရောက်ပါပြီဆိုတော့အထက်ကိုဝင်ကြည့်ကြမယ်ပေါ့နော်မင်းကမသွားသေးဘူးအဲ့ဒီကိုအိုးပထမဆုံးအချက်မှာတော့ဒီမှာအဲကန်ရှိရပေါ့နော်ချစ်စရာလေးလာပူပူလေးပဲအိမ်လုံးอ่ะအဲကန်ရယ်ပြီးလို့ရှိရင် TV ရယ်ပြီးဒီမှာတော့စားတော့ဖွယ်ရလေးပေါ့နော်အဲ့လေးတင်စားလို့ရတယ်ဒါလေးကကြတော့လာပူပူပေါ့နော်လာပူပူစပွဲလေးပါဒီမှာထိုင်ကုန်လေးရှိပါတယ်အရှိကတော့စပွဲကင်းလေးဟိုစပွဲကလည်းပဲတဲ့ဗာလဲခြေတုပ်ပေါ်ဝါလေးလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးလေးကိုရီးယားအိမ်ထဲမှာထားလို့ရတယ်လေဂျာကဘာပေါ်ဆိုလာပဲအဲ့လေးပေါ့နော်အပေါ်မှာတော့အိယာရှိပါတယ်အိယာလေးအိမ်မယ်အိယာလည်းလုံးဝတော့အပြာရောင်ပါမင်းကအပြာရောင်တိတ်တော့အတော်ပဲပေါ့နော်ဒါကကြတော့ဗာလဲမန်နေကုန်ပါရှင့်မန်နေကုန်လည်းအဆင်ပြေရပေါ့နော်ဒါကြတော့စာဟိုပါပေါ့နော်စာအုပ်ပါစာအုပ်တွေဖတ်လို့ရတယ်အများကြီးပဲရှိရပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းရေကတက်တာလည်းရှိမယ်ချက်ဖြုတ်တဲ့ဟာလည်းရှိမယ်ရေကတက်ဖွင့်လို့ရတယ်ဒီနားလေးမှာရှိတာပါရှင့်အပေါ်မှာဆိုလဲလာပူပူကိုင်းကြီးနဲ့ပေါ့နော်ပြီးရင်တော့တတိုင်းလုံးကပန်းရအောင်မှမီးတွေရဆိုတော့အပေါ်ကြည့်လိုက်လုံးဝမှအပြောက်မီးလေးပေါ့နော်အဲ့လေဘေးနာကလိုမျိုးခုံလေးတည်ရရှိပါတယ်လာပူပူဆိုတော့မကြည့်လာပူပူနဲ့တပုံစံနဲ့ပဲပြီးလို့ရှိရင်ဒီမှာစာအုပ်စာပေလည်းဖတ်လို့ရတယ်ပေါ့နော်ကဲဒါကကြတော့အဲကပေါ့နော်ဆက်စဝင်မယ်ဆိုတော့ဒီလိုမျိုးလေးပဲဖြစ်ပါရှင်အနည်းရပြပေးပါမယ်နော်ဒီမှာပါရှင် ID လေးကိုပြန်ပြပေးပါမယ်နော်ဒီမှာပါရှင် screenshot လိုက်ပြီးရလာပို့ ID ကိုတွားလည်လို့ရတယ်လို့ကိုအကောင့်မှာပြန်တင်မယ်ဆိုလို့ရှိရင်လည်းတကယ်လှပါလေပုံမှန်တော့ဒါကိုစောက်ထားတဲ့သူရဲ့နာမည်လို့ပြောလို့ရမှာထင်ပါတယ်ဒီမှာကတော့ဒီလိုလေးပေါ့နော်အိုးအကျူးပဲကျုံအနောက်ဒီမှာဆိုလဲဆရာဘူးအကောင်တော့တတိုက်လုံးလာဘူးနဲ့စောက်ထားတယ်ဟာလေးတွေဖြစ်ပါတယ်ရှင်ဒီလူအချက်ကတော့ဒီမှာပေါ့နော်ဒါဘူးအစုံလေးထည့်လိုက်ရင်ပိုလာမှထင်တယ်ပေါ့နော်ကဲဒီမှာကြည့်ပါအောင်ချစ်စရာလေးအဲ့ရနှစ်ထပ်တိုက်ပေါ့နော်ထပ်တိုက်လို့ပြောလို့ရပါတယ်အဲ့ဒီရလေးပါနော်အဲ့တော့သွားလေလို့ရပါတယ်ရှင်သူကပေါ့နော်နေရာတော့တိတ်မရှိဘူးမနေကုန်လေးရဲ့အဲ့ရကတင်လေးရဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီဗာလဲစာအုပ်စာပေဖတ်တဲ့အရာလေးတွေရဲ့ပြီးတော့ဒီမှာအဲကန်းလေးရဲ့ပြီးရင်ထမိတ်စားစပွဲလေးရဲ့အဲ့ဒါပဲရှိရပေါ့နော်အများကြီးတော့မရှိပါဘူးရှင်ကဲဒါဆိုလို့ရှိရင်တော့ ID လေးရိုက်ပြီးတော့လာပူပူအိမ်ကိုသွားလိုက်ကြစမ်းတော့